ရှိလေပင်ပေါက်လေးပေါ့နော်တော့ခုံဒီဘက်ကကျတော့ဒါအနောက်လေပင်ပေါက်လေးဒီဘက်ကခုံဆိုတဲ့ဘက်ကကျတော့လေခွေလေးဆွဲမှာဘလို့ဆွဲမလဲဆိုလို့ရှိရင်ဒါမူရင်းလေပင်ပေါက်ဆိုတော့မူရင်းလေပင်ပေါက်ထက်ကိုနောက်ထပ်အနောက်က1 cm တိုးလိုက်မယ်1 cm တိုးတဲ့ကကျတော့ဒီမှာ1 cm တိုးဒီကအရှိလေပင်ပေါက်1 cm တိုးလို့ရှိရင်အနောက်လေပင်ပေါက်ကိုလည်း1 cm တိုးလိုက်မယ်တိုးပြီးတော့ဒါလေးအောင်ပြန်ဖြည့်ဆွဲလိုက်မယ်ပေါ့နော်နည်းနည်းမဟိုက်ဘူးအောက်ဒီရဲ့1 cm ပဲချထားတယ်ဘာလို့လဲဆိုတော့လေခွေလုံးမှာဆိုတော့လေပင်နဲ့ကက်ကလေးဖြစ်နေအောင်နောက်ကလန်နေမှာဆိုဒီဟာလေးကိုတိုင်းကြည့်လိုက်မယ်တိုင်းကြည့်လိုက်တော့ဘယ်လောက်ရမလဲဆိုရင်ခုံးခွဲလောက်တော့ရမယ်ဒါဘာနဲ့တိုင်းရတယ်ဒီလိုဟာလေးနဲ့မတိုင်းနဲ့ပေတံလေးနဲ့တိုင်းနေရတယ်ပေတံလေးနဲ့တိုင်းနေရတယ်ပေတံလေးနဲ့တိုင်းနေရကို3နာရီနဲ့တိုင်းလို့ရတယ်ပေါ့နော်ဒါစင်တီနဲ့ဆို 7.5 ရအဲဆိုဒါလေးက11ပေါက်လေး11ပေါက်လေးဒါ11အတိဆိုလို့ရှင်လေ11ရဲ့အောက်ကိုနည်းနည်းလေးကြာခြင်းဒီလောက်လေးချတယ်1 cm လောက်ရှိတယ်1 cm လောက်ချရတယ်ဒီလောက်မှလည်းပင်လေးကိုလဲခွေပြီးရစင်တာပေါ့နော်လောက်မှထားလိုက်အဲ့တော့ဒီဘက်ကိုခုံခွဲဆိုတဲ့အခါကျတော့ဒီဘက်အပေါ်နည်းနည်းထပ်ဆက်မယ်နော်ထပ်ဆက်တဲ့အခါကျတော့ဒီမှာခုံခွဲဆိုလို့ရှင်ဒီရဲ့အပေါ်လည်းခုံခွဲတက်လိုက်မယ်အပေါ်ခုံခွဲတက်လိုက်မယ်ခုံခွဲတက်ပြီးလို့ရှင်ဒီရောကို 0.3 လောက်လေးစောင်းလိုက်မယ်လည်းပဲနည်းနည်းကိုဝေးပြီးဖြစ်တော့ကမ်းပြီးလို့ရှင်ဒီရဲ့ collar အပြားလေးကို2လောက် 2.5 လောက်ယူလဲရတယ်3လောက်ယူလဲရတယ်နည်းနည်းပုံမှန်တော့ဆိုရင်တော့နည်းနည်းသေးရလေးကြိုက်တော့ 2.5 လောက်ပေါ့နည်းနည်းပုံမှန်လောက်ဆိုရင်တော့3လောက်ယူတာများတယ်ခုတော့ဒီမှာ3နဲ့ဆွဲပြလိုက်မယ်နော်အဲ့ဒီရဲ့ collar ရဲ့အသေးအကြီးကတော့ကိုကြိုက်တဲ့လောက်ပေါ့အရင်သိနေမလားလေအဲ့ဒါခါကျဒါလေးကိုဒီလိုလေးမရိပုံတော့ဒါလေးနဲ့ဒီလိုလေးဝိုင်းလိုက်မယ်အဲ့ဒါဒီတော့ကိုလေ3 cmဖြတ်ထုတ်လိုက်မယ်ပေါ့နော်ဒါလေးဖြတ်ထုတ်လိုက်မယ်ဘာလို့ဖြတ်ထုတ်လဲဆိုတော့ဒီကလေဘင်းမှာဒီလိုမျိုးပဲကတ်နေမယ်ဆိုလို့ရှိရင်ကျတော့လေဘင်းအစ်နေမှာလေအဲဆိုသူနည်းနည်းအပေါ်လေးဟာပြီးတော့တောင်းတဖြစ်တော့3နေရာလောက်ဖြတ်ထုတ်ပေးလိုက်မယ်ဒီလိုလေးအရန်ကိုရတဲ့နေရာလေးတွေပေါ့ ဒါ
ရုံနဲ့ဒီ 0.3 လောက်စီဟာလိုက်မယ်အရင်မများပဲနဲ့ရင်းများနဲ့ column ရလန်နေပါလေ 0.3 လောက်ဆိုတော့ဒီဟာလေးကဒီလိုဟာတဲ့ခါကြလို့ရှင်ဒီဘက်နားလေးတွေခြိုက်ပြီးဒီဘက်နားလေးတွေလည်းပို့သွားတယ်အဲဒီလိုပေးဖို့ရင်းပြန်ဖြည့်မှာပေါ့နော်ဒီဟာလေးကတော့ဒါရီယာယူရခါချမ်းဒီနေရာလေးခောက်ရက်လေးယူရမှာပေါ့နော်အဲ့မှာလည်းပဲတစ်ချောင်းဒီလိုခွေလိုက်ချင်ဒီဟာအရှိလည်းပဲဒါလည်းနောက်လည်းပဲဒါတစ်ရှင်ဒီလိုလေးတက်လိုက်တဲ့ခါကျတော့အားရအပေါ်လေးနည်းနည်းလေးdraw ပြီးရင်ခါကျတော့ကွက်တီလေးဖြစ်တယ်ပေါ့နော်အဲ့ဒါတိတ်နေတက်ပြတာဒီလိုမှာရှင်ဒီလိုမျိုးလေးဒီလေးနဲ့လိုမျိုးလေးပေါ့အခုချကြည့်မယ်ဆိုရှင်ဒီပဒံလေးဒီလိုမျိုးကြွနေတယ်ပေါ့လိုမျိုးလေးအဲ့ဒါဘယ်လိုမျိုးလေးလဲဆိုရှင်ပုံစံပြဒါဒီလိုမျိုးလေပင်လေးပေါ့နော်ဒီလိုလေပင်လေးဘယ်လိုမျိုးလေပင်လေးပြဘယ်လိုမျိုးလေးယူပါရဲ့